ဟိုးရှေးရှေးတုန်းကပေါ့ကလေးတို့ရေဘာရာနတီမင်းကြီးထံမှာတောမဒတ်လို့ခေါ်ရဲ့အရန်ကိုညံကောင်းတဲ့မင်းမှုထံလေးတယောက်ရှိတယ်သူကသာညံကောင်းတာသူ့အဖေလဲသမားကြီးကတော့အသေးရစရာကောင်းလောက်အောင်အေးတုံတုံကြီးဗျာစကားပြောရင်လည်းအမြဲတမ်းအလွဲလွဲအချော်ချောပေါ့ဒီနေ့တော့လဲသမားကြီးရဲ့နွားတရှိနဲ့ကတကောင်ကတေသွားပါလေရောအဲ့ဒါနဲ့တောမဒတ်စီသွားပြီးတားရဲ့မင်းကြီးစီမှာနွားတကောင်တော့သွားတောင်းပေးပါအောင်လို့ပြောတာပေါ့ဒါပေမဲ့တောမဒတ်ကအလုတ်ဝင်တောင်မကြသေးတော့ကိုယ်တိုင်တောင်းဖို့ရှက်နေတာနဲ့အဖေကိုယ်တိုင်သွားတောင်းဖို့ပြန်တိုက်တွန်းလိုက်တယ်အဖေကြီးကကြောက်တာပေါ့ငါသားရဲ့ငါကလူ2ယောက်3ယောက်ရှေ့တောင်စကား6မောင်ပြောတာမဟုတ်ဘူးအိုးနှင်းခွနင်းတွေထွေးကုန်မှာပေါ့တဲ့အဲ့ဒါနဲ့တောမဒတ်ကဘာလုပ်လဲဆိုတော့အဖေကိုတင်းချိုင်းကုန်းနဲ့ခေါ်သွားပြီးမျက်စိတွေကိုဒါကမင်းကြီးဒါကအိမ်ရှိမင်းဆိုပြီးတစ်နှစ်လုံးလုံးအသေးချာလေ့ကျင့်ပေးတာပေါ့တနေ့ပြီတော့အဖေကြီးကအကုန်လွတ်ရက်နေပြီမင်းကြီးရှေ့လေးရောက်ရောဆက်စချင်းတော့ဟန်ကြနေတာပဲဒါပေမဲ့မင်းကြီးကဘာကိစ္စရှိလို့လဲလို့မေးလိုက်တဲ့အခါမှာတော့အရှင်မင်းကြီးအကျွန်ုပ်မှာနွား2ကောင်ရှိပါတယ်အခုတကောင်တည်သွားပါပြီဒါကြောင့်ကြံတဲ့တကောင်ကိုလည်းအရှင်မင်းကြီးပဲယူတော်မူပါဆိုပြီးတလွဲကြီးလောက်ထားလိုက်ပါလေရောရေရတယ်မို့လားကဲမင်းကြီးလည်းပြုံးပြီးတောမဒတ်မင်းတို့အိမ်မှာနွားရီတိတ်ပေါ်ပုံရတယ်လို့စနှောက်လိုက်တာပေါ့အဲ့ဒီမှာညံကောင်းတဲ့တောမဒတ်ကချက်ချင်းဝင်ပြီးအရှင်မင်းကြီးကပေးသနာတော်မူမှာမို့အိမ်မှာနွားရီအများကြီးရှိလာပါလိမ့်မယ်လို့လိမ္မာပါနတ်စွာလောက်ထားလိုက်တယ်မင်းကြီးကသဘောကျလွန်းလို့နွားဆက်ခောက်ကောင်တင်မကဘူးရွာကိုပါအပိုင်စားပေးလိုက်တာပေါ့အပြလန်းမှာတောမဒတ်ကအဖေရဲ့တနှစ်လုံးတင်ပေးတာကိုတလွဲပြောရသလားလို့ညင်းတော့အဖေကြီးကဘာပြန်ပြောလဲသေးလားငါသားငါတို့လာတာကပစ္စည်းရဘူးမို့လားအခုရခဲ့သလားမရခဲ့ဘူးလားအဲ့ဒါပဲအဓိကပဲတဲ့မိမ့်ကြီးပြန်ပြောလိုက်တာကလေးတို့ရေကဲကလေးတို့ရေပုံမင်းလေးကတော့ဒါပါပဲရှက်ကြောက်လို့နေဒုက္ခရောက်တတ်လို့ကလေးတို့လေကြောက်တဲ့စိတ်ကိုအနိုင်ယူပြီးရဲရဲဝံ့ဝံ့ရှိကြရမယ်နော်